မင်္ဂလာပါပြန်ပတ်ပြီးကားဝန်တန်အနေကြိုးဆိုပါရခင်ဗျာအခုလက်ရှိကျွန်တော်နောက်မှာရက်ထားတဲ့ 9H ခဲအောင်ကြီးကတော့930ကလောအလဲဘက်ကိုအသုံးပြုထားတဲ့ကားလေးဖြစ်ပါတယ်ဒီဘက်က 7G တွေကတော့ပတ်တရက်နေ့တောင်ကြီးကနေမန်းလေးကိုဝါမယ်ဧည့်သည်ကိုလာကြိုပေးတဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ပြန် private ကားဝန်တန်အနေပြီးတော့လူချင်းလေးတို့အတွက်မြို့ရင်းမြို့ပြင်ခရီးစဉ်များအားလုံးအတွက်ကားမျိုးစုံနေတာနဲ့ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာကိုကင်လုပ်ချင်တာပဲဖြစ်ဖြစ်အသေးစိတ်ကြည့်ရှိလုပ်ချင်တာပဲဖြစ်ဖြစ်ပတ်သက်မင်းများမယ်ဆိုရင်ပြန် public ကားဝယ်တိုင်းရဲ့ page message မှာလာပြီးမင်းများလို့ရတယ်လို့ရန်ကုန် office အနေနဲ့39ခု23လုံး0049ခုနဲ့39ခု25 23လုံး0049ခုမန်နေ office အနေနဲ့39ခု068 43355နဲ့39ခု980 4569ကိုပတ်သက်မင်းများနိုင်ပါလေခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်